နဲ့ထိုင်းထီနှလုံးသားရ9ပေါ့နော်ခွန်ဒါကတော့ထိုင်းထီအောက်တိုက်နှလုံးကနေပေါ့နော်ဒီကိုတွေမသိမှဆိုလို့ကျွန်တော်ပြောပြရတာပါတချို့တွေကမသိဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ရှင်းပြတာပေါ့နော်ကဲဒါကတော့မင်္ဂလာပါအားလုံးပဲဒါကတော့တွက်နီရထိုးခွက်တွေပေါ့နော်ကြားရင်တော့ထိုးကြပါလို့ပြောချင်ပါတယ်မကြားရင်လည်းကြော်ကြပါလို့ပြောချင်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်ပေါ့နော်ညာ3ညာ9 6 4ဆိုတော့3ညာနဲ့ပေါင်းမယ်ပြီးရင်9နဲ့တစ်ခါထပ်ပေါင်းမယ်3ညာနဲ့9နဲ့ပေါင်း9ပဲပေါ့နော်9ပြီးရင်6ကိုယူမယ်6ဆိုတော့6ရဲ့ရှေ့ရဲ့တစ်ခါထပ်ပေါင်း14 64ပေါ့နော်ပြီးရင်ဒီမှာဒီထက်ရ3ညာကိုတင်းနဲ့တစ်ခါထပ်ပေါင်းဆိုတော့3ညာနဲ့တင်းနဲ့ပေါင်း1ပေါ့နော်1ဆိုတော့1 3ညာ1 3ညာဆိုတော့ဘာရမလဲဆိုထွက်တာက9 1 4နော်9 1 4 9 1 4ဆိုတော့ဒီမှာ9တစ်လုံး4တစ်လုံး1တစ်လုံးနော်အဲ့ဒါ9 1 4ပေါ့ဒီမှာဆိုလို့ရှိရင်9 1 4 4ခွန်9 1 4 4ခွန်ဆိုတော့9ကို9နဲ့1နဲ့ပေါင်းမယ်9ရဲ့1ရဲ့ပေါင်းမယ်ပြီးရင်9နဲ့တစ်ခါထပ်ပေါင်းမယ်9နဲ့1နဲ့ပေါင်းတော့6နဲ့9နဲ့ပေါင်းတော့17ဆိုတော့1ပေါ့နော်ပြီးရင်4ကိုယူမယ်4ကိုယူသွားရင်4တစ်လုံးရင်ယူလိုက်ပြီးသွားရင်8နဲ့တစ်ခါပေါင်း4နဲ့8ပေါင်းရင်12ကဲပြီးတော့ဒီ9ကိုယူမယ်9ထိပ်ယူမယ်9ထိပ်နဲ့1နဲ့တစ်ခါပေါင်း9နဲ့1ပေါင်းတော့6ဆိုတော့6ခွန်ပေါ့6ခွန်ဆိုတော့ထွက်တာကထွက်ကနန်း6တင်နဲ့6တင်နဲ့ဆိုတော့ဒီမှာ6တစ်လုံး1တစ်လုံး2တစ်လုံးနော်6တင်နဲ့မှာဆိုလို့ရှိရင်1တစ်လုံး2တစ်လုံး6တစ်လုံးကျွန်တော်ကတော့ပြတာပေါ့နော်ကြားရင်တော့ထိုးကြပါလို့မကြားရင်လည်းမထိုးပါနဲ့လို့ကျွန်တော်ကတော့အသိမတိုက်တော့ပါဘူးဆိုတော့ကျွန်တော်ကြောက်ဆိုပြီးကျွန်တော်အပြောမခံနိုင်ဘူးညာဒါတော့ဒီမှာဆိုလဲမှန်လာတာပေါ့နော်3ညာ9 5 1 4 6 1နဲ့ပေါ့နော်တကွက်မှာကိုသူ့ရဲ့တွက်နေတကွက်မှာစာထိုးခွက်4ခွက်ရှိတာပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်1 4 6 1 2 6ပြီးရင်1 4ခွန်1 2ခွန်ပေါ့နော်ထိုးခွက်က4ခွက်ရှိတာပေါ့ကြားရင်တော့သုံးပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်အခုအပတ်အတွက်ကြည့်ရအောင်ဗျာအခုအပတ်အတွက်ဆိုလို့ရှိရင်6တင်းနဲ့ထိုင်းထီနှလုံးသားရ9ပေါ့နော်ခွန်ဒါကတော့ထိုင်းထီအောက်တိုက်နှလုံးကနေပေါ့နော်ဒီကိုတွေမသိမှဆိုလို့ကျွန်တော်ပြောပြရတာပါတချို့တွေကမသိဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ရှင်းပြတာပေါ့နော်သိတဲ့လူတွေကတော့သိမှာပေါ့ဒါကတော့ဆိုတော့ဒီမှာ6ကိုယူမယ်1ကိုယူမယ်6နဲ့1နဲ့ပေါင်းရင်9ကို
9နဲ့တစ်ခါထပ်ပေါင်း9နဲ့9နဲ့ပေါင်းတော့12ဆိုတော့နဲ့တစ်လုံးရမှာပေါ့နော်နဲ့တစ်လုံးရနော်ပြီးရင်ဒီမှာ9နော်9ကျွန်တော်ရင်9တစ်လုံးယူလိုက်9တစ်လုံးယူလိုက်9တစ်လုံးယူသွားရင်ကျွန်တော်တို့က8နဲ့တစ်ခါပေါင်းလိုက်9နဲ့8နဲ့ပေါင်းရင်ဘယ်လောက်ရမလဲ15ဆိုတော့9တစ်လုံးပေါ့နော်9တစ်လုံးဆိုတော့ခွန်9ရမှာပေါ့နော်ခွန်9ရမယ်ပြီးတော့ဒီမှာနော်6ကိုထိုက်6ကိုတင်းနဲ့တစ်ခါပေါင်းအပေါင်း1ပေါ့နော်ဆိုတော့က6နဲ့1ပေါင်းတော့9ဆိုတော့9ဆိုတော့ခွန်8ပေါ့နော်ဒါကတော့ဒီတစ်ပတ်အတွက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ထိုးကွက်ရဘယ်နှကွက်ရမလဲဆိုတော့ထိုးကွက်က258 258ခွန်258ရယ်ပြီးတော့259ခွန်ရပါတော့259ခွန်ပြီးွားရင်2ခွန်ရယ်2ခွန်ရှိရယ်2ခွန်2ခွန်8ဒါတော့ကျွန်တော်ဒဲလို့တော့မပြောနိုင်ဘူးဗျာဘာဖြစ်လဲဆိုတော့သူကအရင်ပတ်တည်တဲ့ကပေါ်အောက်တွေကဒဲပြောလို့လည်းအဆင်မပြေဘူးဗျာကြီးပါဗျာထိတ်ရှိသမားတွေတော့ထိတ်နဲ့ညှိပြီးထိုးကြပါနော်ဒီမှာတော့ဒီ၄ခွက်တော့ရတာပေါ့နော်စမ်းမှတ်ရင်ဒီတွေကပဲထွက်မှာပါလို့နော်ဒီကိုတွေကြားရင်တော့တုံးကြပါလို့ကျွန်တော်ဒါလည်းပဲပြောတတ်ပါတယ်နော်ကျွန်တော်ကတွေ့တာမြင်တာလေးတွေကိုဒီတိုင်းပဲ share ပေးအောင်တက်ပါပဲနော်ကဲဒီကိုတို့ကြားရင်တော့တုံးကြပါဗျာကျွန်တော်ကတော့ဒီလောက်ပဲပြောလို့ရမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော် channel ကိုလည်း subscribe like လေးနဲ့ကူညီထည့်ပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ကဲမနေ့ကကြာရင်နောက်ထပ်ဗီဒီယိုတစ်မျိုးနဲ့ထပ်ပြီးတွေ့ကြပါမယ်လို့ဒီလောက်ပါပဲအားပေးသူတယောက်ချင်းဒီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လို့258 2ခွန်